ကြက်သမားရဲ့လို့ဖြစ်လာတနေ့ကို14-15သိန်းနိုင်ဖို့တဲ့နော်နေ့တော့3-4သိန်းနိုင်နေဆိုရင်ဒီကြက်သမားပို့ပြီးတော့ရည်ရှိရက်တည်နိုင်နေကွာဟုတ်လားဥပဒေကြက်လောင်းတဲ့နေရာမှာဥပဒေတို့ဘယ်နီးဘယ်ပုံနဲ့ကြက်လောင်းနေကြလဲနော်ဒီနီးဒီပုံတွေကိုကြက်သမားငယ်တွေချပြလို့ရလားအဲ့တော့ဥပဒေတစ်ခုပြောပြမယ်ဥပဒေလောင်းနေနေနော်အဲ့တော့ကြက်သမားဆိုတာမိမိကြက်ကိုအယုံကြည်နဲ့လောင်းတဲ့အဆိုင်တစ်ဆိုင်မှားလားနော်နောက်နံပါတ်2လူကိုအဆိုင်ကိုယုံကြည်ပြီးတော့လောင်းတဲ့အဆိုင်တစ်ဆိုင်နောက်နံပါတ်3ကြက်ကိုကြည်ပြီးလောင်းတဲ့အဆိုင်တစ်ဆိုင်ဒီ3ဆိုင်ရှိအဲ့တော့မိမိကြက်ကိုယုံကြည်ပြီးလောင်းတဲ့လူကလည်းဒါကြက်သမားကြီးစစ်ပဲဒါလည်းကောင်းတယ်နော်လူအဆိုင်ကိုယုံကြည်ပြီးလောင်းမယ်ဆိုရင်လည်းဒါလောင်းလို့ရတယ်နော်ဒါအဆိုင်ကရှိတာဟုတ်လားဒီဆိုင်ကြည့်ပြီးလောင်းမယ်ဆိုလည်းလောင်းလို့ရတယ်အဲ့ဒီထဲမှာကြက်ကိုကြည့်ပြီးလောင်းတော့နော်ကြက်ကိုကြည့်ပြီးလောင်းတော့မယ်အဆိုင်ဆိုရင်တော့ဒါနည်းနည်းလေးလိုတယ်ဒါဆိုတော့ဒီအဆိုင်တွက်ဆိုရင်တော့သဘောလဲအကျဆုံးဒါကိုလည်းနှစ်သက်ဆုံးဥတော်အဲ့တော့ဥတော်ကဒီနှစ်ချက်ကိုတော့တိတ်အလေးတိတ်မထားတတ်ဘူးစိတ်ခေါင်းထဲမှာတော့ထားတယ်မင်းတို့လည်းခေါင်းထဲကဒီနှစ်ဆိုင်ကိုမထုတ်ပြနဲ့တော့1နဲ့2ကိုအဲ့တော့မိမိနံပါတ်3ကြက်ကိုကြည့်ပြီးလောင်းမှာကြက်ကိုကြည့်ပြီးလောင်းတဲ့အချိန်မှာအကွာခံအကတ်ခံအရှုတ်ခံဒီ3ခန်းလေးကိုတစ်ချက်သတိထားကွာနေတဲ့ကြက်တကောင်ဟာကွာနေလျောက်ဘိုက်ပေါင်ကံမိနေသေးတယ်တောက်6ကွာနေသေးတယ်ဆိုလို့ရှိရင်ကွာနေတဲ့ကြက်ကစဉ်းစားဘိုက်နဲ့ပေါင်နဲ့မဲနေတယ်ဆိုရင်လေတစ်ဖက်ကြက်ကိုဘိုက်နဲ့ပေါင်နဲ့မဲသွားပြီဆိုရင်ဒါကွာတဲ့ဘက်ကစဉ်းစားကွာနေတဲ့ကြက်က3-4-5အိမ်မှမရောက်သေးဘူးပူးစားပြုတ်လာပြီဆိုဒီအကွာခံကြက်ကိုမစဉ်းစားနဲ့ခဏနေဦးနော်အဲ့တော့ကြက်ကတ်ခန်းကိုရောက်ကြက်ကတ်ခန်းကိုရောက်တဲ့အချိန်မှာနှုတ်ပြီးယူတယ်ထွတ်တယ်ပြီးပြင်းတယ်ဆိုရင်ဒါဒီကြက်ကတော့လောင်းတစ်တော်သွားပြီနော်နှုတ်ပြီးလဲယူတယ်ပြီးလဲပြီးပြင်းတယ်နာကျင်အောင်လဲခွတ်နိုင်တယ်နော်သူခုတ်တဲ့အချိန်မှာလဲသူ့ရဲ့ရှီတွေကနာကျင်နေတယ်ဆိုရင်တော့ဒီကြက်ကိုလောင်းလို့တင်နောက်အချွတ်ခန်းအဲ့ဒီအချွတ်ခန်းရောက်တယ်တစ်ဖက်ကလာဆွဲတယ်တစ်ဖက်ကချွတ်နိုင်တယ်လို့ချွတ်နေတယ်ဆွဲတဲ့ကြက်ကရှီတော်ဆိုးနေတယ်ဆိုးနေပြီမဲ့လို့ချွတ်တဲ့ကြက်ကပုံမှန်ချွတ်တိုင်းနေပြီးတော့ကြက်ဝါလို့ပေါ့ကွာချွတ်တိုင်းအမြဲတမ်းကြာနေတယ်ဆိုရင်တော့မင်းဆွဲတာလဲနေပြီမဲ့လို့ဒီရှုပ်ဘက်ကတင်တဲ့စဉ်းစားလို့ရမယ်အဲ့တော့ဒီ3ချက်ကိုကြည့်ပြီးတော့ဘယ်နေရာမှာအဖြေဖို့လို့ရမလို့အဲ့မှာမင်းတို့ဒီမှာအရေးကြီးတဲ့တစ်ချက်လာတယ်အဲ့တော့ကြက်နှစ်ကောင်3ငါကောင်တစ်ခါကူလို့တို့ဘက်မှာတတ်မှတ်ထားတယ်10မိနစ်ကူအဲ့ဒီ10မိနစ်ကူတဲ့အချိန်မှာလက်ပေါ်တင်တဲ့အချိန်မှာအဲ့ချိန်ကျရင်မင်းတို့မျက်လုံးတွေအားမပေးနဲ့အဲ့နှစ်ကောင်လုံးလိုက်ကြည့်နော်အဲ့နှစ်ကောင်လုံးလိုက်ကြည့်အဲ့နှစ်ကောင်လုံးမှာဘေကောင်ကမှင်နာတာပြလေဟိုဘက်ကောင်ကလန်းဆန်းလားဒီဘက်ကောင်ကမှင်နာတာပြလားမှင်နာတာပြတယ်ဆိုရင်မှင်နာတာပြတဲ့သူကနှိမ့်ကြတတ်တယ်နော်လန်းဆန်းမှုရှိတဲ့ချက်ကတော့သူကအပေါ်မှာအချိန်တိုင်ဖြစ်သွားတတ်တယ်အဲ့ဒီတော့ဥပဒေတခမည်းတလောက်နားလဲနေဆိုရင်ခမည်းရောကြက်တစ်ခေါက်နိုင်နေပြီလားဒါငါတို့ကောင်တွေကအမြင်အာရုံကိုယ်အတွေးနဲ့အတိနဲ့ဒါကြက်ကိုကြည့်တာတကယ်နာကျင်မှုဝေဒနာကိုခံစားရတာသူ့နှစ်ကောင်တိုက်ခိုက်တာနော်အဲ့ဒီတော့သူတို့ရဲ့တိုက်ခိုက်မှုနာကျင်မှုကိုတော့ဦးတော်တို့ထဲဝင်မသိနိုင်ဘူးဒီချက်လေးတွေလောက်ကိုသိထားမယ်ဆိုရင်ကြက်ဝိုင်းတဝိုင်းမှာကြက်နေစဉ်ပုံမှန်နေရွက်ရှာလို့ကြက်သမားတယောက်နော်ဘိုင်းဒီနေရွက်ရှာလို့ကြက်သမားတယောက်ဖြစ်အောင်မြင်သွားလိမ့်မယ်ဟုတ်